Trinity risk လောက Bible ထဲမှာပါလာလို့ကျမတို့မျိုးကိုထုတ်နိုင်ပါတယ်။ဒါပေမဲ့ Trinity အဓိကဖြစ်တရားတဲ့ရွေးချက်ကတော့ဖခင်ရဲ့အကြောင်းကိုအနည်းချုပ်ဖို့ဖြစ်ပါတယ်။ Trinity မပါရတဲ့အကြောင်းရင်းကတော့တမန်ကျမ်းစာရေးပြီး82ရာစုနောက်ပိုင်းမှာခရစ်ယာန်စာရေးဆရာတတူလီယန်ကလက်တင်ဘာသာအဖြစ် Trinity ဆိုတဲ့အသုံးအနှုန်းကိုအသုံးပြုခဲ့တယ်လို့ကျမတို့ယေဘုယျအဖြစ်သိရပါတယ်။ဆိုတော့ဆက်ရောက် Trinity ခမေတော်ကဖခင်ဖြစ်တယ်။သားတော်ကလည်းဖခင်ဖြစ်တယ်။သက်ရှင်တော်ဝိညာဉ်တော်ကလည်းဖခင်ဖြစ်တယ်။ဒီသုံးပါးကပုဂ္ဂိုလ်ရကြည့်မယ်ဆိုလို့ရှိရင်ပွဲပြပေမဲ့ဖခင်ရဲ့စာတိဖခင်ဖြစ်ခြင်းရဲ့အနှစ်သာရမှာဆိုလို့ရှိရင်ဘလုံးတော်တိဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။သုံးပါးသူစုဖခင်ဆိုတာကဖခင်သုံးစုမဟုတ်ပါဘူး။တခါတလေခမဲတော်ကသားတော်နဲ့တက်ရှိတော်ဝိညာဉ်တော်ထက်ပို့ပြီးတော့မှတကူအောင်ရှိတာလားဆိုပြီးတော့မှကျမတို့မိကုံထုတ်တတ်ပါတယ်ဒါကလည်းမဟုတ်ပါဘူးအမှန်ကတော့အနိတာရတစ်ခုထဲမှာပုံကို၃ပါးက one principle နဲ့အလုပ်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့မှာဖြစ်ပါတယ်ဒီအရာကိုပို့ပြီးတော့မှလေးလေးနက်နက်သိချင်တယ်ဆိုလို့ရှိရင် what is God and who is God ကိုလေ့လာဖို့ရတဲ့ဒီနေရာမှာပေါ်ပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့လူသားတဲ့အနေနဲ့ကျွန်တော်တို့သိမြင်လို့ချင်တယ်ဆိုလို့ရှိရင်များတော့အဖြစ်ကျွန်တော်တို့ရဲ့ဘေးကလူကိုကျွန်တော်တို့တွေကဖယ်ရှားတတ်ပါတယ်ဒါပေမဲ့ဒီညမှာသုံးမသစုဖျားဆိုတာကကွဲပြားပေမဲ့တလုံးတစ်ဝါးဒီနေနိုင်ပါတယ်ဒါကြောင့်လို့ကျွန်တော်တို့ရဲ့ခရီးအတိုင်းဝမ်းမှာစံတစ်ခုအနေနဲ့လူတိုင်းကသူညီတာမဟုတ်ပေနဲ့မတူကွဲပြားတဲ့အထက်ကချစ်ချင်းတဲ့တလုံးတစ်ဝါးဒီချစ်ချင်းကိုကျွန်တော်တို့တွေကစံထားကြပါတယ်နောက်တစ်ခုက against reason နဲ့ above reason ကမတူပါဘူးဒါကြောင့်လို့ကျမတို့ယုံကြည်ခြင်းအထက်မှာကျမတို့ရဲ့စိတ်ချနှုတ်တရားကိုမသိမ့်သိမ့်ပါဘူးတခါတလေလူရဲ့စိတ်ချနှုတ်တရားနဲ့အရာအားလုံးကိုတတ်ဆွမ်းနေတဲ့ဖခင်ရဲ့လက်ရတော်ကိုကျမတို့တွေကတိုက်တာမိတဲ့အခါအပြည့်အဝကိုတိုက်တာမိတဲ့အခါရှိတယ်ကျမတို့ဒီလိုမျိုးတိုက်တာပဲလေတိုက်တိုင်တာလားဆိုတော့မတိုက်တန်တော့ပါဘူးဘာလို့လဲဆိုတော့သုံးပါးသစုဖခင်က reason ကိုစန့်ကြည့်တာမဟုတ်ဘဲနဲ့ reason ရဲ့အထက်မှာရှိနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့မှဖြစ်ပါတယ်တနည်းအားဖြင့်ဖျားတွေကဖန်ဆင်းရှင်ဖြစ်ပါတယ်ကျမတို့တွေကဖန်ဆင်းခံရတာတွေဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရအောင်ဘဝရဲ့စိတ်ကလူရဲ့ချစ်ခြင်းလူရဲ့လှုပ်ဆောင်ခြင်းကိုသူတို့စိတ်ချကောင်းစိတ်ချနေလိမ့်မယ်တွေးကောင်းတွေးလိုက်မယ်ဒါပေမဲ့လူရဲ့ဖြစ်ခြင်းအရာအလုံးကိုအပြည့်အဝသူနားမလည်နိုင်ပါဘူးဒီလိုပဲကျမတို့ရဲ့ညံကအကန့်အသတ်ရှိတဲ့ညံတွေဖြစ်ပါတယ်ဒါကြောင့်မို့အကန့်အသတ်ရှိတဲ့ညံနဲ့အကန့်တမဲ့အဆုံးမဲ့ဖျားကိုကျမတို့တွေကတစ်ခါတလေစိတ်ချလိုက်တယ်တွေးတော့လိုက်တွေးတော့ခွင့်လည်းရှိပါတယ်ဒါပေမဲ့ကျမတို့ဖျားဖြစ်ခြင်းကိုကျမတို့အပြည့်အဝနားမလည်နိုင်ပါဘူးဒါကြောင့်မို့ဖျားရဲ့တတ်နိုင်ခြင်းဖျားရဲ့လုံနိုင်ခြင်းကိုကျမတို့ရဲ့အတွေ့အခေါ်တွေနဲ့စိတ်ချစရာမလိုပါဘူးတွေးတော့စရာမလိုပါဘူးသူရဲ့လုံနိုင်ခြင်းကိုကျမတို့ယုံကြည်ခြင်းခုနဲ့တာယုံကြည်ဖို့အတွက်လိုအပ်တယ်ဆိုတာကိုဒီနေ့မှာဖော်ပြချင်ပါတယ်ယေရှုခရစ်ကအမှန်တကယ်ဖျားဖြစ်တဲ့အမှန်တကယ်လူဖြစ်တဲ့ဖျားတယောက်လူတယောက်နဲ့ဆွစီထားတာမဟုတ်ပါဘူးပုဂ္ဂိုလ်တစ်ခုဒီမှာဖျားစာတိလူစာတိမျိုးရှိတယ်ဆိုတာကိုကျွန်တော်ပြောရမှာဖြစ်ပါတယ်ဖျားစာတိကနေလူစာတိအဖြစ်တို့ပြောင်းလဲသွားတာမဟုတ်တယ်လို့လူစာတိကနေဖျားစာတိအဖြစ်ပြောင်းလဲသွားတာမဟုတ်ပါဘူးဖျားစာတိအရာကြည့်ရမယ်ဆိုလို့ရှိရင်အရာအားလုံးကိုသိတဲ့သက်ဆွမ်းနိုင်တဲ့တကူရှိတယ်ဆိုတော့ကိုကျွန်တော်တွေ့မှာဖြစ်ပါတယ်လူစာတိအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရှိတယ်နားကျင်တတ်တယ်စားလောက်တတ်တယ်သိဆုံးတတ်ပါတယ်ဒီအရာနှစ်ခုကကွဲပြားနေပြီမဲ့လှုပ်ဆောင်သူကတော့တယောက်ဒီပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီအချက်ကကဲတဲ့ချင်းအတွက်အရေးကြီးတာလဲဆိုပြီးတော့မှကျွန်တော်မိကိုထုတ်နိုင်တယ်။တကယ်လို့ခရစ်တော်သားဖျားမဟုတ်ဘူးဆိုလို့ရှိရင်သူကအပြစ်ကိုအပြည့်ဝအောင်နိုင်မှာမဟုတ်ပါဘူး။ဒီလိုပဲကျွန်တော်တို့ကိုကဲတဲ့ချင်းအပြည့်ဝလည်းပေးနိုင်မှာမဟုတ်ပါဘူး။ထို့နည်းတူပဲသူကကျွန်တော်တို့အတွက်ကိုးကွယ်ထိုက်တဲ့သူဝဲကွယ်ထိုက်တဲ့ဖျားဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့ကိုကျွန်တော်တို့ဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်။ထို့နည်းတူပဲတကယ်လို့သခင်ရှုခရစ်တော်ဒါမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့လူသားအတွက်သူအသက်ပေးသွားနိုင်မှာမဟုတ်ဘူးဆိုတော့လည်းကျမတို့တွေ့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကယ်တင်ရှင်ဖြစ်ဖို့ရအတွက်ခရစ်တော်ကဖျားအပြည့်အဝလူအပြည့်အဝဖြစ်ရမယ်ဆိုတော့ကျမတို့ဒီနေရာမှာတွေ့မှာဖြစ်ပါတယ်။သက်ရှင်တော်ဝိညာဉ်တော်ဆိုတာက power တက်ပဲမဟုတ်ပါဘူး power ဖြစ်ပါတယ်။ power လို့ပြောတဲ့အခါမှာလူလို့လည်းကျမတို့မဆိုလိုပါဘူး။တမန်ကျမ်းစာထဲမှာ power ဆိုတာကကိုယ်ပိုင်ဉာဏ်ရှိခြင်းအလိုတော်ရှိခြင်းခံစားချက်ရှိခြင်းဆုံးဖြတ်ချက်ရှိခြင်းကိုဆိုလိုထားပဲဖြစ်ပါတယ်။တကယ်လို့သက်ရှင်တော်ဝိညာဉ်တော်က power တက်ပဲဆိုလို့ရှိတဲ့အားကိုသူလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတော့ကျမတို့တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့သက်ရှင်တော်ဝိညာဉ်တော်ကခမဲတော်သားတော်လို့လိုမျိုးပဲပုံပေါ်တစ်ပါးဖြစ်တယ်ဆိုတော့ကျမတို့တွေ့ရမှာဖြစ်ပါတယ်။
မဲတို့ကကဲတဲ့ချေကိုစီမံတယ်တားတို့ကကားရဲ့ပေါ်မှာကဲတဲ့ချေအတွက်ဆောင်ရွက်တယ်တက်ရှိတော်ဝိညာဉ်တော်ကထိုကဲတဲ့ချင်းကိုယုံကြည်သူရဲ့အသက်တာထဲမှာအမှန်တကယ်လက်ခံရရှိဖို့ရအတွက်အကောင့်ထည့်ပေါ်ပြီးရဆိုတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဒါအပြင်ပေါ့နော်သူကကျွန်တော်ရဲ့နှလုံးသားကိုပြောင်းလဲစေနိုင်တဲ့အပြင်ခရစ်တော်နဲ့တလုံးတဝါချစ်ဖို့ရအတွက်လည်းသူလှုပ်ဆောင်ပေးနိုင်ရဆိုတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်တကယ်လို့ခရစ်တော်ကိုကျွန်တော်တို့ရပြီးတက်ရှိတော်ဝိညာဉ်တော်ဝေရောက်မယ်ဆိုလို့ကျွန်တော်တို့အတွင်းစိတ်ထဲမှာအလိုလိုကိုတက်ရှိပြီးသားအလိုလိုကိုဖိတ်ရမှုဆိုကောင်းတဲ့အရာတွေနဲ့လှုပ်ဆောင်ချပြီးသားဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်တက်ရှိတော်ဝိညာဉ်တော်ရဲ့အဓိကဖြစ်တည်ရတဲ့ရည်ရွယ်ချက်ကတော့မိမိကိုထိရှားစေဖို့မဟုတ်ဘဲနဲ့သခင်ယေရှုခရစ်ကိုထိရှားစေဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်တကယ်လို့တက်ရှိတော်ဝိညာဉ်တော်မရှိဘူးဆိုလို့ရှိရင်လူတွေကဖခင်ကိုအမှန်တကယ်သိမှာမဟုတ်ပါဘူးဒီလိုပဲယေရှုကိုလည်းယုံကြည်အမှန်တကယ်ယုံကြည်မှာမဟုတ်ပါဘူး။ဇာစာကိုလည်းနားလည်မှာမဟုတ်ပါဘူးဆရာကကျွန်တော်ပြောမှာဖြစ်ပါတယ်။ဒီနေ့တူတဲ့တက်ရှိတော့အသက်တာနဲ့အသက်ရှင်နေတာမဟုတ်ပါဘူးဆရာကကျွန်တော်ပြောမှာဖြစ်ပါတယ်။ခရိယန်ရဲ့အသက်တာမှာဆိုလို့ရှိရင်အစားအလေအဆုံးကတက်ရှိတော့ဝိညာဉ်တော်ကမရှိမဖြစ်လို့အတက်ဆရာကကျွန်တော်ပြောမှာဖြစ်ပါတယ်။ဒါကြောင့်လို့တက်ရှိတော့ဝိညာဉ်တော်တကယ်လို့ဝေရောက်အဆိုးဆိုလို့ရှိရင်ကျွန်တော်အသက်တာထဲမှာတကယ်ဖေးအောင်ဆိုတက်ရှိပြောမှာဖေးအောင်ဆိုလို့အလိုလိုကိုလောက်ဆောင်ခြင်းတရားဖြစ်နေအတွေးစင်မှာအလိုလိုကိုပြောင်းလဲသွားမယ်ဆိုတော့ကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုဒီလောက်ပါပဲចောင်းပြရစတဲ့ပုံမှာဖျားရှိကောင်းကြည့်ပေးပါစေ